18 ရက်နေ့မနက်မနေ့ကတော့ဒီရှိမှာတော်တော်အဖူကြီးဖြစ်နေတယ်နော်အခုနည်းနည်းတက်တာတယ်ဒါမှရေခဲမကတ်ရတယ်မနေ့ကပြုတ်ချင်းနဲ့ဆိုင်တော့အခုနည်းနည်းလေးပို့ပြီးတော့အယောင်ကျပြီးတော့ဒါကြလာတယ်လို့ထင်တယ်ဒီဘက်မှာကောက်ထားတဲ့ဟာကြမနေ့ကဟိုဘယ်လိုပြောရမလဲအရာလေးဖြစ်နေအခုမရှိတော့ဘူးမျိုးမဲနေအောင်ရှိသေးတယ်ဒီကသွေးလေးတွေကိုလည်းတုပ်ပြဖို့အထဲထဲကချုပ်ယူကရှိနေသေးရဆိုတော့ချုပ်ယူသွားကြည့်မှတို့ဒီသွေးလေးတော့မတုပ်ရဲလို့မတုပ်တာဘူးပေါ့နော်တန်ရှင်းရတော့နားချက်တောင်လေးနဲ့ထဲထဲကိုလုပ်ပြီးပါပဲ